Hello အားလုံးပဲမင်္ဂလာပါရှင်။ချက်ခုရောက်ရှိနေတဲ့နေရာကတော့တဘာဝရှုခင်းနေနဲ့အပြည့်ရှိပြီးတော့ luxury vibe ကိုအပြည့်ပေးတဲ့ coffee ဆိုင်လေးတစ်ဆိုင်ကိုရောက်ရှိနေတာဖြစ်ပါတယ်ရှင်။ဒီ coffee ဆိုင်လေးရဲ့နာမည်ကတော့ The Moon Garden လို့ခေါ်ပါတယ်ရှင်။ The Moon Garden ရဲ့ဝင်ချင်းအပြင်ဖက်မှာဆိုလို့ရှိရင်တော့ဒီ Christmas ရာသီနဲ့အတူ Christmas theme လေးတွေနဲ့လုပ်ပေးထားပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်တော့အယုတ်ကောက်ဆက်လေးလည်းရှိပါတယ်ရှင်။ဒီ inner decoration မှာဆိုလို့ရှိရင်တော့ luxury vibe အပြည့်ကိုရပြီးတော့အခု Christmas ရာသီမှာ Christmas theme လေးတွေနဲ့အတူတူ decoration ကိုအလှဆုံးပြင်ဆင်ပေးထားပါတယ်ရှင်။ inner decoration တွေကိုပြပေးတဲ့အချိန်မှာတော့ညီမ outdoor area ကိုတစ်ချက်လိုက်ပြပေးပါမယ်ရှင်။ညီမနဲ့တူလိုက်ခဲ့ပါအောင်ရှင်။ခုမြင်တွေ့ရတဲ့အတိုင်းပဲပေါ့နော်ဒီ outdoor area မှာဆိုရင်လေကွင်းတွေတောင်တန်းတွေလည်းရှိရပေါ့နော်ပြီး The Moon Garden ရဲ့အဓိက signature လို့ပြောရမယ်ဒီလပုံစံချိတ်ဆွဲထားတဲ့လမင်းတစ်ခုလည်းရှိတယ်ပေါ့နော်အခုဆိုရင် Christmas theme နဲ့ပါ Santa Claus ကိုပါချိတ်ဆွဲထားယူဖြစ်တယ်ပေါ့နော်ဒါကတော့ outdoor area မှာရှိတဲ့အပြင်အစင် decoration တွေပေါ့နော်အခုလိုမျိုးညနေ4:00 ခွဲ9:00နေတိတ်မပူတဲ့အချိန်မှာဆိုရင်ဒီနေရာမှာလုံးဝ relax လုပ်ဖို့အသင့်တော်ဆုံး recommend ပေးလို့ရတဲ့နေရာလေးတစ်ခုဖြစ်တယ်ပေါ့နော်ဒီနေရာလေးမှာဆိုလို့ရှိရင် The Moon Garden ရဲ့ signature ဖြစ်တဲ့လအကြီးကြီးနဲ့အတူတူ Christmas vibe ကိုအပြည့်ရစေဖို့ဒီထင်းရှူးပင်လေးတွေနဲ့ Christmas box လေးတွေကိုလည်းထားပေးထားပါတယ်။နောက်ပြီးတော့ The Moon Garden ရဲ့အသစ်ဖွင့်လှစ်ထားတဲ့ဒီ outdoor area တစ်ခုဖြစ်တဲ့ decoration အသစ်ကလေးကိုညီမနဲ့အတူတူလိုက်ကြည့်ကြရအောင်ပါရှင်။ဒီမှာရှိရဲ့ decoration တွေကြတော့ညီမတို့ဆောင်းပြခဲ့တဲ့အပေါ်မှာရှိရဲ့အပြင်စင်တွေနဲ့မတူပဲလုံးဝ vintage vibe ကိုပေးထားတာမျိုးဖြစ်ပါတယ်ရှင်။ဒီမှာဆိုလို့ရှိရင်တော့အမိုးကဆိုလို့ရှိရင်တနည်းမိုးနဲ့လှုပ်ထားပြီးတော့ဒီကြမ်းခင်းနေဆိုလို့ရှိရင်လည်းမတူအောင်ပြင်ဆင်ထားတာမျိုးလေးတွေလည်းတွေ့ရပါတယ်ရှင်။ရေကန်တေးသေးလေးကိုလည်းကြောက်တုံးလေးတွေနဲ့အလားဆင်ထားပြီးတော့ The Moon Garden ဆိုတဲ့အတိုင်းမီလုံးလေးတွေကိုလားပုံစံလေးထည့်ပေးထားတာမျိုးလေးလည်းတွေ့ရပါတယ်ရှင်။အဲ့တော့ The Moon Garden ရဲ့ menu book လေးဖြစ်ပါတယ်။ဆိုလို့ရှိရင်ညီမဒီနေ့မှာပဲမီလုံးလေးတစ်ချက်ကြည့်လိုက်ပါမယ်ရှင်။အခုကတော့ညီမကမခါနဲ့တောက်ဖို့အတွက် cake လေးမှာဖြစ်ပါတယ်ရှင်။ blueberry cake လေးစောင်းမှာဖြစ်ပါတယ်ရှင်။ဒီချိန်လေးဆိုလို့ရှိရင်လုံးဝထိုင်လို့ကောင်းတဲ့အချိန်လေးဖြစ်ပါတယ်။အချိန်အားဖြင့်ဆိုလို့ရှိရင်တော့9:00ခွဲကျော်လောက်တော့ရှိနေပါပြီရှင်။ဆောင်းတွင်းရောက်လို့မောင်တာမြန်လေးဆိုပေမဲ့ဒီပတ်ဝန်းကျင် view မှာဆိုလို့ရှိရင်တောင်တန်းလေးတွေမှာဒီဆောင်းတွင်းရဲ့ vibe အပြည့်ရတယ်ပေါ့နော်။ပြီးview ခိုးလေးဆိုလို့ရှိရင်လည်းတောင်တန်းလေးမှာဝေးနေရမျိုးလေးရှိရဲနောက်ပြီးဆိုလို့ရှိရင်ဒီချိန်မှာကပယ်လေးလာပြီးတော့ date တာတွေပါလုပ်မယ်ဆိုလို့ရှိရင်လည်းအရန်ဟိုမှာတင့်တော်တဲ့ date ပလာလေးဖြစ်မယ်လို့တော့ထင်မိပါတယ်ရှင်ပြီးလို့ရှိရင်ဒီမှာတို့ဒီနေရာမှာဆိုလို့ရှိရင်အခုတချီအေးအေးလေးတွေလည်းဖွင့်ပေးထားရပေါ့နော်အဲ့တော့တက်တောက်တက်တာ relax ဖြစ်အောင်လုပ်ပေးလို့ရတဲ့နေရာလေးတစ်ခုလိုလေးမြင်မိပါတယ်ရှင်ညီမအခုမှဟာတဲ့ဟာလေးတော့ရောက်လာပြီရှင်ဒါလေးကကြတော့မူခါလေးမှာထားပါတယ်ရှင်ဒါကြတော့ blueberry cake ပေါ့မူခါလေးနဲ့တွဲတောက်ဖို့ပါရှင်ပြီးတော့ညီမကဒီဇိုင်းရဲ့ signature တစ်ခုဖြစ်တဲ့ menu တစ်ခုလည်းမှာထားရရှင်ဒါကကြတော့ဝက်နေတန်းကျော်ပေါ့နော်သူကတော့ signature ဖြစ်တဲ့အတိုင်းတေချာလေးလှလေးပြင်ဆင်ပြီးတော့လာချပေးထားမျိုးလို့တွေ့ရပါတယ်ရှင်အခုဒီဆိုင်ရဲ့ signature ဖြစ်တဲ့ဒီနောက်ကလပုံစံလေးဆိုလို့ရှိရင်လည်းဒီ night vibe မှာဆိုရင်တော်တော်လေးကိုမှလှနေတာတွေ့ရပါတယ်ရှင်အခု Christmas ရဲ့ vibe ရအောင် Santa Claus ကိုလည်းလပုံမှာတင်ပေးထားတာမျိုးလေးလည်းတွေ့ရပါတယ်ရှင်အစားဆိုရှင်တော့ညီမအခုစပြီးတော့စားလိုက်ပါအောင်မယ်ရှင်ဒီမူခါလေးကလည်းမစိုးဘူးပေါ့နော်ညီမအကြိုက်ပေါ့မူခါကိုလည်းအစကကြိုက်တာဖြစ်တဲ့အတွက်ဒီမူခါလေးရဆိုလို့ရှင်အရင်လည်းခါမနေဘူးပြီးရင်အရင်ချိုရဲဖက်လည်းမသွားဘူးပေါ့နော်သူတို့ထည့်ပေးထားတဲ့ဒီ mix ဆိုလို့ရှိရင်လည်းအကောင်းစားကိုသုံးပေးထားတာမျိုးတွေ့ရတယ်ပေါ့နော်ဟုတ်ဒါဆိုလို့ရှိရင်သူရဲ့ signature ဖြစ်တဲ့ wet နေ blend ကြော်လေးကိုညီမစားကြည့်ပါမယ်ရှင်တို့ကလေဘုံကဒီဝတ်သားကိုလည်းတို့တေချာလေးကြော်ပေးထားတာမျိုးတွေ့ရတယ်ပြီးလို့ရှိရင်တို့ဒီအတုံးဆိုလို့ရှိရင်လည်းဒီတော့အကြီးကြီးထည့်ပေးထားတာမျိုးလေးတွေ့ရတယ်ရှင်ဆိုတော့မချလာစားကြည့်ပါမယ်ရှင်တို့ရဲ့ဒီအရသာအကျွန်းဆိုလို့ရှိရင်တော့ညီမတို့ဒီမြန်မာတွေရဲ့ပတ်စံနဲ့လည်းအကြိုက်တွေ့မယ်ပေါ့နော်ဒီ foreigner နဲ့လည်းအကြိုက်တွေ့မယ်ပြီးလို့ရှိရင်ဒီဘက်နယ်ခံဒီနဲ့လည်းအကြိုက်တွေ့မဲ့အရသာမျိုးလေးတွေထည့်ထားရတယ်တွေ့ရတယ်ရှင်ဆိုတော့ဒီမှာဆက်စားလိုက်ပါအောင်မယ်ရှင်ဒီနေရာလေးอ่ะဆိုလို့ရှိရင်မြို့ထဲကနေလာလို့ရှိရင်ပေါ့နော်ညီမတို့ဒီမိနစ်20လောက်တော့မောင်းရတယ်ရှင်ပြီးတော့ဒီနေရာလေးကဒီဝမ်ကြောက်လုံး
အကျော်ပေါ့နော်မယမ်းမရောက်ခင်ကျိုင်းတုံသွားလမ်းလေးမှာရှိတယ်ရှင်ကျိုင်းတုံသွားလမ်းလေးရဲ့ညာဖက်ပေးမှာစီပတ်ရန်ကင်းစီပတ်အကျော်လေးမှာရှိပါတယ်ရှင်ဒီဆိုင်လေးကဆိုရှင်မနက်10:00နာရီကနေည10:00နာရီထိနေ့ရက်ပိတ်ရက်မရှိဘဲနဲ့ဖွင့်လှစ်ထားမှုလို့လုံးဝဒီအေးဆေးချွေးချင်တဲ့လူတွေလုံးဝ relax ရချင်တဲ့လူတွေဆိုရှင်လာဖို့အသင့်တော်ဆုံး recommend ပေးပါတယ်ရှင်အခုညီမမပြန်ခင်လေးမှာအယုတ်လေးတောက်လိုက်ပါအောင်မယ်ရှင်အယုတ်ကောက်ဖို့ကကြတော့မတော်ခွာကြတော့အယုတ်လေးတွေကလုံးဝချစ်စရာလေးတွေလုံးဝတအားမိုက်တဲ့ပုံစံလောက်ထားအတွက်တစ်ခါကောက်ရင်တော့20တော့ပေးရပါတယ်ရှင်ဒါပေမဲ့မရပါဘူးရှင်ဒီနေရာလေးကတော့ဒီအပန်းဖြည့်ချင်တဲ့သူတွေကပ်ပတိတ်ချင်တဲ့သူတွေဓပုံလလေးရိုက်ချင်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီနေရာလေးကိုလာရောက်ဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ဆိုတော့ညီမရဲ့ blog လေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါမယ်ရှင်အားလုံးပဲတသားပါရှင်